မိဘတွေကသားသမီးတွေကိုမရည်ရွယ်ပဲတိတ်တဆိတ်စိတ်ပိုင်းဆိုင်ရာနာကျင်စေတတ်တဲ့နီလန်9ချက်နံပါတ်1အမြဲတမ်းတခြားကလေးတွေနဲ့နှိုင်းယှဉ်တတ်ခြင်းသူများကလေးတွေကိုကြည်စမ်းသူတို့ကဘလို့ဆိုတဲ့စကားလုံးတွေကသူတို့ရဲ့ကိုတံမိုးထားမှုကိုကြာဆင်းစေပါတယ်နံပါတ်2အောင်မြင်မှုစုတစိတ်တွေကိုပဲတံမိုးထားတတ်ခြင်းကျောင်းမှာစာတော်မှဆောင်းမွေးပွဲမှာအမှတ်ကောင်းမှချီးကျူးတာကငါဒါတွေလုံးနိုင်မှတံမိုးရှိမယ်ဆိုတဲ့အတွေးမျိုးကိုဖြစ်စေတတ်ပါတယ်နံပါတ်3ခံစားချက်တွေကိုပယ်ချခြင်းဒါလောက်လေးနဲ့ဘာလို့ငိုတာလဲလို့ပြောခြင်းကကိုယ်ခံစားချက်ကိုထုတ်ပေါ်ပြသခွင့်မရှိပဲကိုယုံကြည်မှုကိုကြာဆင်းတဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်နံပါတ်4အမှားတိုင်းကိုပြစ်တင်ဝေဖန်တတ်ခြင်းအမှားလို့တိုင်းပြစ်တင်ဝေဖန်ခံရရင်အမှားကိုတင်ယူစရာအဖြစ်မမြင်တော့ပဲကြောက်စရာအဖြစ်မြင်လာပါလိမ့်မယ်နံပါတ်5မိဘရဲ့အိမ်မက်ကိုသားသမီးတွေပေါ်အတင်းတွန်းတင်ခြင်းသားသမီးတွေရဲ့ကိုယ်ပိုင်စိတ်ဆန္ဒထက်မိဘတွေရဲ့အိမ်မက်တွေကိုအကောင့်တွေဖော်ဖို့အတင်းကျပ်တွန်းအားပေးမယ်ဆိုလို့ရှိရင်သားသမီးတွေမဖြစ်ချင်တဲ့ဘဝမျိုးတွေဖြစ်လာပါလိမ့်မယ်နံပါတ်6ချစ်ချင်းကိုအခြေအနေတစ်ခုနဲ့ချိတ်ဆက်ခြင်းစကားနားထောင်မှချစ်မယ်စာကောင်းလုံးမှချစ်မယ်ဂုဏ်ပြုမယ်အဲ့လိုမျိုးစကားတွေကငါဒါတွေမလုပ်နိုင်ဘူးဆိုလို့ရှိရင်အချစ်မခံရတော့ဘူးဆိုတော့စိတ်ခံစားချက်ကိုဖြစ်ပေါ်စေပြီးတော့ကိစ္စသေးအဖွဲလေးတွေကိုအရေးမပါတော့ဘူးလို့ခံစားရစေနိုင်ပါတယ်နံပါတ်9သားသမီးတွေရဲ့စကားကိုနားမထောင်ပေးခြင်းသားသမီးတွေကအခက်အခဲတစ်ခုကိုပြောလာတဲ့အခါမှာသူ့ခံစားချက်တွေကိုနားမထောင်ပေးပဲဝေဖန်ပြစ်တင်မှုအမြဲတမ်းလုပ်မယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာမိဘတွေကိုဖွင့်ဟတာမြင်ဖို့တွန်းဆုတ်လာပါလိမ့်မယ်အဓိကမှတ်သားရမှာကသားသမီးတွေကိုနာကျင်စေတာကအမြဲတမ်းရိုက်နှက်ဆုံးမခြင်းမျိုးမဟုတ်ပါဘူးမကြာခဏမိဘတွေကစကားကိုပြီးဆိုလဲပြောလိုက်တဲ့အခါမှာသားသမီးတွေရဲ့စိတ်မှာအယမ်းနာကျင်ခံစားရတာမျိုးတွေဖြစ်ပေါ်နေမှာဆိုလို့ရှိရင်အဲ့ဒါအကြီးမားတဲ့နာကျင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။တဲ့ရဲ့အမြင်ရောဘယ်လိုရှိပါလဲ။အောက်က comment မှာရေးခဲ့ပေးပါခင်ဗျာ။